ယမကကျမ်းဟောပြီးတဲ့ခါကျတော့ပဋ္ဌာန်းကျမ်းကိုဟောပါတယ်ပဋ္ဌာန်းကျမ်းကတော့ဒါလူသိများပါတယ်ပဋ္ဌာန်းကျမ်းမှာပထမဦးဆုံးဥဒေတဆိုပြီးတော့ဟေတုပစ္စယောတတ္တိလေးတွေတတ္တိ24မျိုးပြပါတယ်ဟေတုပစ္စယောအာရမဏပစ္စယောအဓိပတိပစ္စယောအစရှိပြီး24မျိုးပြပြီးရင်အဲ့ပစ္စည်းတွေကိုပစ္စယနေဒေတာဘာတွေလဲဆိုပြန်ညွှန်ပြတဲ့အနေနဲ့ဟေတုသံယုတ်တကနဲ့ဓမ္မနဲ့တန်သမုဋ္ဌာနာနဲ့စရူပနဲ့ဟေတုပစ္စေနပစ္စယောဝါဟိတ်6ပါးဟာသူနဲ့ရှင်ဘောရှင်ဘက်ဖြစ်နေတဲ့တရားတွေသူကြောင့်ဖြစ်လာတဲ့ရုပ်တွေကိုဟေတုပစ္စယတတ္တိနဲ့ကျေစုပြုတယ်ပြီးတဲ့ခါကျတော့အကျေပြန်ချဲ့တယ်အဲ့လိုအကျေပြန်ချဲ့တဲ့အခါမှာဒီ24ပစ္စည်းဟောမယ်ပြီးလို့ဆိုရင်သူ့ကိုညွှန်ပြတဲ့အနေနဲ့ပစ္စယနေဒေတာဟောမယ်ပြီးရင်ဒါကိုအကျေချဲ့တော့မယ်အဲ့အကျေချဲ့တဲ့အခါကျတော့သူပထမဦးဆုံးဟောထားခဲ့တဲ့ဓမ္မသင်္ကနီမှာဟောထားတဲ့ဟာတွေတိုင်းလိုက်ချဲ့တယ်ဓမ္မသင်္ကနီမှာပထမဦးဆုံးမာတိကအနေနဲ့တည်ထားခဲ့တဲ့ကုသလဓမ္မအကုသလဓမ္မအဗျာကတာဓမ္မဒါကုသိုလ်အကုသိုလ်အဗျာကတာနောက်ဝေဒနာနဲ့ပြောမှာနော်ဒုက္ခယဝေဒနာယတို့ဒုက္ခယဝေဒနာယနောက်အများကြီးရှိပါသေးတယ်အဲ့ဒီမှာပထမဦးဆုံးကျမ်းမှာတည်ထားစထားခဲ့တဲ့ဟာနဲ့ပဲသူကညီုံပြန်ပြီးတော့ချုပ်တဲ့သဘောနဲ့ပစ္စည်း24ပစ္စယတတ္တိ24မျိုးနဲ့ပြန်စသွားတော့မယ်အဲ့ကုသလံဓမ္မပဋိစ္စကုသလောဓမ္မောဥပ္ပဇ္ဇတိဟေတုပစ္စယကုသိုလ်တရားလေးကိုဆွဲပြီးတော့မှကုသိုလ်တရားဆိုတာဖြစ်လာတယ်ဘယ်သူကြောင့်ဖြစ်လာလဲဟေတုပစ္စည်းကြောင့်ဟေတုပစ္စယတတ္တိကြောင့်ဟိုမှာပြောရတဲ့ကုသိုလ်အကုသိုလ်ကိုဒီကဟေတုတွေနဲ့ဒီမှာပြန်လာမယ်24ပစ္စည်းနဲ့ပြန်ဝေမှန်တော့မယ်အကေဟိုမှာတည်ထားခဲ့တဲ့တော့ထိုမှာဆိုဓမ္မသင်္ကနီအစမှာတည်ထားခဲ့တဲ့ဝေဒနာတွေကိုတခါဒီမှာပဋ္ဌာန်းမှာတခါပြန်ဝေမှန်တော့မယ်ခုန24ပစ္စည်းနဲ့ပြန်ဝေမှန်မယ်အဲ့ဒါချက်လိုက်တာအကျေကြီးဖြစ်သွားတယ်အဲ့ဒါကပဋ္ဌာန်းကျမ်းပဋ္ဌာန်းကျမ်းကိုလည်းဟောပြီးသွားတဲ့အခါကျတော့ဝါရင်3လကုံဆုံးသွားပြီအဲ့မှာလူပြည်ပြန်ဆင်းလာမယ်အဲ့ဒါကအပြီးတော့မှ9ကျမ်းဆိုတာတပရိတ်ထဲဟောတဲ့တရားတစ်ဆက်တည်းဟောတဲ့တရားတနည်းအားဖြင့်တရားပွဲနေတယ်ဆိုတပွဲတည်းပဲအဲ့ဒီတရားဟောပြီးတဲ့အခါကျတော့အမေတော်ခဲ့ဘူးတဲ့နတ်သားကတန်တုတိတနတ်သားကသောတာပန်တည်တယ်တခြားသောနတ်မြတ်မှာဂရေ8000လောက်သစ္စာလေးပါးကိုထိုးရင်းသိကြတယ်လို့ဆိုပါတယ်သောတာပန်တကားကအနာဂံဖြစ်တဲ့ပုဂ္ဂိုလ်တွေအများအပြားရှိတယ်လို့လည်းပြောပါတယ်အခုသင်မှာကအဘိဓမ္မာ9ကျမ်းကိုသင်ပါလားဆိုတော့အခုသင်မှာအဘိဓမ္မာ9ကျမ်းကိုသင်ပါမဟုတ်အဘိဓမ္မာ9ကျမ်းအများကြီးပဲအဘိဓမ္မာ9ကျမ်းကိုဒီတိုင်းစပြီးတော့သင်အရင်အမတန်မှနတ်နေတာဖြစ်တဲ့အတွက်တေဟိုကျွန်းမှာအရှင်အနုရုဒ္ဓဆိုတာရှိတေဟိုကျွန်းအရှင်အနုရုဒ္ဓကိုတခါတယောက်ကတောင်းပန်တဲ့အခါကျတော့အဘိဓမ္မာတရားကိုသူကအနှစ်ချောပြီးတော့အကျဉ်းကလေးစီစဉ်ပေးတယ်လက်သန်းလောက်လေးပဲရှိတဲ့ကျမ်းကလေးဖြစ်တဲ့အတွက်လက်သန်းအထက်ကထာလို့ခေါ်ကြတယ်သူရေးထားတဲ့ကျမ်းလေးကိုတော့သူကနာမည်ပေးလိုက်တယ်အဘိဓမ္မထသင်္ကဟဆိုပြီးနာမည်ပေးထားတယ်အဘိဓမ္မထသင်္ကဟကိုပိုင်းပုတ်ခွဲလိုက်မယ်ဆိုရင်အဘိဓမ္မာအထသင်္ကဟအဘိဓမ္မာကျမ်းထဲမှာဟောထားတဲ့အထအနက်အဓိပ္ပာယ်တွေကိုသင်္ကဟဆိုတာပေါင်းစုပြီးတော့အချင်းချုံပြီးတော့ပြမယ်ဆိုတာအနုရုဒ္ဓရေးထားတဲ့ကျမ်းလေးဟာအဘိဓမ္မာကျမ်းထဲမှာရှိတဲ့အနက်အဓိပ္ပာယ်တွေအကုန်လုံးကိုပေါင်းစုပြီးတော့အနှစ်ချုပ်ပြီးတော့အချင်းချုံပြီးတော့ပြမယ်သင်္ကဟကိုမြန်မာတွေကတင်းချိုဆိုပြီးတော့ခေါ်ပါတယ်ဥပမာကာယဆိုတဲ့ပါဠိစကားလုံးကိုလို့ခေါ်တယ်ဝိနည်းတရဆိုရင်ဝိနည်းဒိုလို့ပြောကြတယ်လို့ပေါ့နော်ဗမာမှုပြုလိုက်တဲ့အခါကျတော့သင်္ကဟကနေတင်းချိုဆိုပြီးတော့ဖြစ်လာသင်္ကဟတင်းချို9ပိုင်းအဲ့တင်းချို9ပိုင်းဘယ်သူကရေးသွားတာလဲတေဟိုကျွန်းအရှင်အနုရုဒ္ဓကရေးတယ်သူရေးလာတာဘာကိုအဓိကရေးလဲအဘိဓမ္မာ9ကျမ်းမှာဟောထားခဲ့တဲ့အနက်အဓိပ္ပာယ်တွေကိုအနှစ်ချုပ်ပြီးတော့သူရေးတယ်သူရဲ့တင်းကြိုက9ပိုင်းရှိတယ်စိတ်ပိုင်းစေတသိက်ပကိပထမဆုံးစိတ်တွေကိုပြတယ်ပါစိတ်နော်ဒါကဒီထဲမှာဝိဓမ္မာမှာဟောရတဲ့ဟာတွေကိုပဲသူအနှစ်ချုပ်ပြတာပဲပြီးလို့ဆိုရင်စေတသိက်တွေကိုပြတယ်နော်စိတ်ကိုမိတော်တဲ့တရားတွေပြပြီးရောပြီးတော့ပကိပြတယ်ရောပြပြမယ်ပြီးဝီတီစိတ်ရဲ့အစဉ်တန်းတွေကိုပြမယ်ပြီးဝီတီမုတ်ဘုံပိုင်းတွေကိုပြမယ်ပြီးရုပ်နော်ရုပ်တွေကိုဝေဖန်ပြီးတော့ပြမယ်ပြီးရင်သမုတ်စီနော်တုတ်တန်ထဲမှာဟောရတဲ့ဟာတွေနဲ့တရားဟောရတဲ့ဟာတွေနဲ့သူရောပြီးတော့မှပြမယ်ပြီးတဲ့ခါကျတော့ပစ္စည်းဆိုတာကတော့ပရိစ္ဆေသမုပ္ပါအကြောင်းအကျိုးเนาะပဋ္ဌာန်း24ပစ္စည်းအဲ့ဒါတွေကိုဒီမှာပြမှာပြီးရင်ကမ္မထံပိုင်းကတော့ဒါတရားအထုတ်တဲ့အခါကျတော့သမထကမ္မထံ40ရှိမယ်ဝိပဿနာကမ္မထံဝိသုဒ္ဓိ9ပါးနဲ့သွားမယ်အစစီအဖြစ်သူဖွင့်ပြမယ်အဲ့တော့ဒါကဘယ်ရလာမှာလဲအဘိဓမ္မာ9ကျမ်းကိုချုပ်ပြီးတော့ရေးတဲ့သင်္ကြန်9ပိုင်းအခုသင်မှာဘာလို့သင်မှာလဲလို့မေးဒီသင်္ကြန်9ပိုင်းကိုသင်မှာပဲအခုဗမာပြည်မှာအဘိဓမ္မာစာမေးပွဲအဘိဓမ္မာသင်တန်းဆိုတာဘာတွေကိုသင်နေတာလဲလို့မေးရင်သင်္ကြန်9ပိုင်းကိုသင်ကြားခြင်းဖြစ်တယ်အဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးသောတရားဓမ္မအပေါင်းယောဂီအပေါင်းတို့သည်ကိုယ်စိတ်နှပြအကျမ်းပါချမ်းသာဘေးရန်ကင်းကွာကြပါစေနှလုံးစိတ်ဝမ်းငြိမ်းအေးကြပါစေတရားထုတရားမြတ်လင်းမြန်စွာရရှိကြ၍သူတစ်ပတ်သားတရားထုရအောင်သာသနာပြုနိုင်တဲ့အရိယာသူတော်ကောင်းကြီးများဖြစ်ကြပါစေ